Namo Tassa Bhagavato Arahato Samma Sambuddhassa Sambuddhi Gātha Bhaya Shikho Mya Ko Yophat Pūso Pa Me Parama Uzwa Taung Chon Sambuddhi Bhaya Shikho Pāli Anat Ko Yophat Pūso Pa Me Sambuddhi Thavitinsa Dwaratinsa Tahatake Pensa Tata Tahatani Namami Tirata Maham Abhaga Waluga Genga Ananda Nibuddha Zina Tidam Dhammisa Tangensa Adarina Namamaham Namagara Nubawena Haidawa Tabe Ubadawe Nega Andaraya Bi Vinathandu Aditado Athavidam Tomba Bhava Tom Loka Twin Nyana Yaung Pei Aung Vidai Ne Najai Shizu Gongdo Sambuddhisa Tasang Bama Nyayao Wabshin Tissa Buen Lin Dea Mindu Hulakao Dwaratinsa Tahatake Neiban Keng Aung Samui Leong Di Tataung Natong Gongdo Sambuddhisa Layang Bama Nyayao Wabshin Tissa Lin Biao Myabong Gong Du Hulakao Pensa Tata Tahatani Taung Dai Sagawala Kong Yao Wa Shei Nga Ding Gong Do Sambuddhisa Niyang Bama Nyayao Wabshin Tissa Lin Thei Myat Mu Nei Du Hulakao Ahau Ajanoti Tirata Ugong Yarana Myat Inga Phin Namami Yode Nyojo Laso Mo Yue Shikho Bai Genga Gengaya Genga Mi Adwe Nai Waluga Shija Gondo Terudi Abhaga Neja Gonde I Nebuddha Ponsa Ten Yue Nye Do Muja Gombi Do Sina Nausha Phan La Manga Pyago Ariya Mat Pong Yang Sapien Chu Pya Lue Gu Aung Do Mu Do Phaya Shin Paung Do Ka Ananda Tincha Ganan Ye Dwa Man Le Song Khan Dai Myao Mayao Nain Ja Gong Te Zine Sa Thu Phaya Shin Do Ko Lakao Te Tao Thu Nga Thiang Trathaung Nataung Natjai Shisu Gong Do Phaya Shin Maye Matwa Nai Gong Do Phaya Shin Do I Dhammisa Tayaro Myat Ko Lakao Tangensa Davida Tangaro Myat Ko Lakao Aham Ajanoti Adarina Adaran Yodi Zwa Namami Shikho Bai Namagara Nubawena Ido Shikho Pūso Phumyo Manleo Kadoya Do Panama Kudo Sirana Jaung Tabe Katain Gong Do Ubadawe Piyan Do Go Haidawa Pe Phyaw Yue Anega Andaraya Bi Tavamaga Myala Dwe Dwe Andiye Do Dile Adida Do Achwin Ajam Mashi Do Abshin Vinathan Du Biao Biat Basi Gong Tadiနောက်ထပ်တတ်တန်းရင်တီဟိုတန်ဗုဒ္ဓေဂါထာပါဠိအနက်များကိုရောပတ်ပူဇော်ပါမယ်ဗုဒ္ဓအနုနာမရိယတုသင်္ခယေဗုဒ္ဓအနုနာတုဟလာတိသင်္ခယေဗုဒ္ဓရိယာကေပကုလက္ခပကပကေဝန္ဒာမိတေဇိရနိရဂမေအဟံဗုဒ္ဓအနုနာမရိယတုသင်္ခယေဗုဒ္ဓအနုနာတုဟလာတိသင်္ခယေဗုဒ္ဓရိယာကေပကုလက္ခကပ္ပကေဝန္ဒာမိတေဇိရာနိရဂမေအဟံတုသင်္ခယေဖယားအဖြစ်ပါရမီပုံညာဖြစ်ခဲ့ရတဲ့ခုနှစ်သင်္ကြန်အတွင်း၌အနုနာမရိယာယမဒေဝဖယားစလျက်ရေတွက်ရာကိန်းတသိန်း2500ဂုံသောဗုဒ္ဓသုံးလူသခင်ဘုရားရှင်တို့သည်ဥပ္ပိစိန်သို့ပွင့်တော်မူကြကုန်ပြီဒီသင်္ကရေနှုတ်တော်မြတ်ကပါရမီယုံမြတ်ဖြည့်ခဲ့သောကိုသင်္ကြန်အတွင်း၌
အနုနာတုဟလာဂေါတမလင်ယအစတိလျဆင်ရတွတ်သော3,8,9,000ကုန်သောဗုဒ္ဓသစ္စာသိမြင်ဘုရားရှင်တို့သည်ဥပ္ပဇိန်သူပွင့်တော်မူကြကုန်မည်ကေပါရမီ10ထွေဖြစ်ခဲ့ပေသောလေးဖြာမြည်ရင်သင်္ချေတွင်၌ရိယာတကြိတ်နှစုကုန်သောဗုဒ္ဓဘုရားရှင်တို့သည်ဥပ္ပဇိန်သူပွင့်တော်မူကြကုန်မည်လက္ခကပ္ပကေကဘာတသိမ့်အတွင်၌ပကုဘဒုမௌဒရဘုရားမဂေါတမတိုင်ရေတွက်ခဲ့သောတကြိတ်လျှောက်စုကုန်သောဗုဒ္ဓဘုရားရှင်တို့သည်ဥပ္ပဇိန်သူပွင့်တော်မူကြကုန်မည်တေဇိရာနိရဂမေ9,12,000နှစ်ကြိတ်ရှိစုကုန်သောမြတ်စွာဘုရားတို့ကိုအဟံအကျွန်ုပ်သည်အာတရံယောသေးစွာဝန်တာမိရှိခိုးပါ၏ဖျာအရှိကျွန်းတန်ဗုဒ္ဓေဂါထာပါဠိအနတ်များကိုရွတ်ဖတ်ပူဇော်ပါမယ်တံဗုဒ္ဓေထဝေသင်္စတပ္ပဒေဇံတပ္ပကုဏံတပ္ပတုခံလဘတုမေသဝိစာယစယိစစာယပင်စဗုဒ္ဓမဟာဒေဇံတပ္ပညုဒညာနာဝရံတပ္ပတတရုတပ္ပဗယဝိနတန္တုအသေးသသောတပ္ပဒေဇံဘုံတကိုအာနုဘောတို့နှင့်ပြည့်စုံတော်မူသောတပ္ပကုဏံဂုဏ်တော်ပေါင်းနှင့်ပြည့်စုံတော်မူသောအထဝီတံနှစ်ကြိတ်ရှိစုကုန်သောတံဗုဒ္ဓေစလေးသစ္စာမှဉာဏ်ရောင်လျံဖိတ်ထိုဒိဋ္ဌင်ဘောသိမြင်တော်မူပြီးသောဘုရားရှင်ကိုရောမြတ်ကြီးတို့၏အာနုဘာဝေနအာနုဘောကြောင့်မေမမဘုရားတပည့်တော်အားသဗ္ဗတုကံချမ်းသာမှုအလုံးစုံကိုလဘတုမုတ်ချမသွေရရှိပါစေတည်းသဗ္ဗညုဒညာနာဝရံသိစေယအမှန်တစမကြံသိမြင်တော်မူ၏ထသောမဟာဒေဇံကြီးကျယ်သောတကုကုံနှင့်ပြည့်စုံတော်မူသောပင်စဗုဒ္ဓဗတ္တကဘာ၌ပွင့်တော်မူမည်ငါးစုသောဘုရားရှင်တို့၏အာနုဘာဝေနတကုရှိန်သောအာနုဘောအားဖြင့်တပ္ပတတရုခတ်သိမ်းသောယံပေါင်းတို့သည်တပ္ပဗယအလုံးစုံသောဘေးပေါင်းတို့သည်အသေးသသောကျွင်းဉဏ်တစီမရှိသောအားဖြင့်ဝိနာတန္တုကင်းစင်လွင်ပြောက်ပါစေတည်းအနောက်ကျောင်းတံဗုဒ္ဓေဂါထာပါဠိအနတ်များကိုရွတ်ဖတ်ပူဇော်ပါမယ်တံဗုဒ္ဓေထဝေသင်္စဒွါရသင်္စဣမေဗုဒ္ဓဧကဒိဋ္ဌတဗ္ဗေဗုဒ္ဓဒုဒိဋ္ဌသမဟာဗုဒ္ဓပင်စဝိတာဗုဒ္ဓတန္တိတိဒိဋ္ဌဗုဒ္ဓဘာဝနာဣတေဗုဒ္ဓေဗုဒ္ဓဂုဏေနမာမိတိရသမဟံတေတံဓမ္မင်းသံဃင်္စအာဒရေနနမမဟံနမဂရာနုဘာဝေနဟိတဝတဗ္ဗေဥပဒဝေအနေကအန္တရာယာပိဝိနတံတုအသေးသသောအထဝီတောနှစ်ကြိတ်ရှိစုကုန်သောတံဗုဒ္ဓေစလေးသစ္စာမှဉာဏ်ရောင်လျံဖိတ်ထိုဒိဋ္ဌင်ဘောသိမြင်တော်မူပြီးသောဘုရားရှင်ကိုရောမြတ်ကြီးတို့၏ဒွါဝီတောနှစ်ကြိတ်ရှိစုကုန်သောဣမေဗုဒ္ဓသမြတ်စွာဘုရားကိုရောမြတ်ကြီးသည်၎င်းတဗ္ဗေအလုံးစုံကုန်သောဧကဒိဋ္ဌဗုဒ္ဓသသုံးကြိတ်တစုကုန်သောမြတ်စွာဘုရားတို့သည်၎င်းဒုတိယသုံးကြိတ်နှစ်စုကုန်သောမဟာဗုဒ္ဓသမြတ်စွာဘုရားတို့သည်၎င်းပင်စဝီတာနှစ်ကြိတ်ငါးစုကုန်သောဗုဒ္ဓသမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့သည်၎င်းတိဒိဋ္ဌဗုဒ္ဓဘာဝနာစ33ဖြာသောဗုဒ္ဓဘာဝနာတို့သည်၎င်းတန်တီသုံးဘုံသူအားအကျိုးများဖို့ထင်ရှားမသွေရှိတော်မူကြလေကုန်၏
ဧတေဗုဒ္ဓဇထိုမြတ်စွာဘုရားတို့သည်၎င်းဧတေဗုဒ္ဓဂုဏေဇထိုမြတ်စွာဘုရားဤဂုဏ်ကျေးဇူးတို့သည်၎င်းဧတေဗုဒ္ဓဇထိုမြတ်စွာဘုရားတို့ကို၎င်းဧတေဗုဒ္ဓဂုဏေဇထိုမြတ်စွာဘုရားဤဂုဏ်ကျေးဇူးတော်တို့ကို၎င်းအဟံဘုရားတပိတော်သည်သီရတာဥကောင်းယရဏမြတ်အင်္ဂါဖြင့်နမမိဥနိမံလျော့ကြောပါ၏ဒေတံထိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့၏ဓမ္မင်္စာမဘိုလေတံနိဗ္ဗာန်ပရိယတိဟုသော10ပါးသောတရားတော်မြတ်သည်၎င်းတကေသာသံဃာတော်ရှင်မြတ်တို့သည်၎င်းဓမ္မင်္စာမဘိုလေတံနိဗ္ဗာန်ပရိယတိဟုသော10ပါးသောတရားတော်မြတ်ကို၎င်းတံကေသာသံဃာတော်ရှင်မြတ်တို့ကို၎င်းအဟံဘုရားတပိတော်သည်အာတရေနကြီးညိုယိုသေးသောအဖြစ်နမမိဥနိမလျောရှိကိုကြောပါ၏အရှင်ဘုရားနမဂရနုဘဝေနရှိကိုကြောရတဲ့ပဏာမကုသိုလ်ကံစေတနာတို့ကြောင့်တဗ္ဗေအလုံးစုံကုန်သောဥပဒဝေဥပဒောတရားတို့ကိုဟိတ်တဝါပေဖြောင်း၍အနေကအန္တရာရပြီးများပြားလာတဲ့အန္တရာယ်ပေါင်းတို့သည်လည်းအသေသာတော်ကျွင်းညတစီမရှိသောအပြင်ဝိနာတန်တုကင်းစင်လွင်ပြောက်ပါစေတည်းမြောက်ကျွန်းသံဗုဒ္ဓေခါထာပါဠိအနတ်များကိုရွတ်ဖတ်ပူဇော်ပါမယ်သံဗုဒ္ဓေထဝိသင်္စဒွါရသင်္စသဟတကေပင်စတတသဟတာနိကင်္ဂာယံသုံးနာဝါလူကေပရာဇိတဝါဘဟုဖုံလေးနမမိတိရတမဟံဒေသံဓမ္မေသတံကင်္စအာတရေနနမမဟံနမဂရာနုဘဝေနဟိတဝါတဗ္ဗေဥပဒဝေအနေကအန္တရာယာပိဝိနတံတုအတိတတောအထဝီတောနှစ်ကျိတ်ရှိစုကုန်သောတံဗုဒ္ဓေသလေးသစ္စာမှဉာဏ်ရောက်လျံဖိတ်ထွတ်တိတ်ထင်ပေါ်သိမြင်တော်မူပြီးသောဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့၏ဒွါရသင်္စသဟတကေနိဗ္ဗာန်ကိန်းအောင်ဆက်မွေလျောင်းသည့်12000ကုန်သောတံဗုဒ္ဓေသလာယောင်ပမဉာဏ်ရောက်ဝါဖြင့်တစ္ဆာလင်းပြောင်းမြတ်ဘုံကောင်တို့ကို၎င်းပိဇာတတသဟတာနိတောင်းတိုက်စัจ java လဂုံဝါရောင်ရှိန်9သိန်းကုန်သောတံဗုဒ္ဓေသနေယောင်ပမဉာဏ်ရောက်ဝါဖြင့်တစ္ဆာလင်းပြောင်းမြတ်မှုနေတို့ကို၎င်းကင်္ဂါယောင်ကင်္ဂါမြေလျင်မြေအတွင်၌သုံးနာဝါလူကေသေးလုံးတို့ကိုပရာဇိတဝါရှုံးစေပြီး၍ဘဟုဖုံလေးကင်္ဂါမြေထဲငွေတောင်းသေးတို့ထက်လွန်ကဲများစွာပွင့်တော်မူပြီးကြကုန်သောတံဗုဒ္ဓေသမြတ်စွာဘုရားတို့ကို၎င်းအဟံဘုရားတပိတော်သည်သီရတာဥကောင်းယရဏမြတ်အင်္ဂါဖြင့်နမမိယိုသည်မြတ်တို့ရှိခိုးကြောပါ၏ဒေတံကင်္ဂဝါလူသေစုမကပွင့်တော်မူကြကုန်ပြီသောမြတ်စွာဘုရားတို့၏ဓမ္မင်္စာမဖို့လေတံနိဗ္ဗာန်ပရိယတိဟုသော10ပါးသောတရားတော်မြတ်ကို၎င်းတံကေသာမဂ္ဂတံပုဂ္ဂိုလ်4ယောက်ဖလတံပုဂ္ဂိုလ်4ယောက်ဆိုသောတန်ဃာတော်ရှင်သူမြတ်တို့ကို၎င်းအဟံခန္ဓာပင်စကသမဝါဟုနာမသမုတ်အကျွန်ုပ်သည်အာတရေနာကြီးညိုယိုသေးသောအဖြစ်နမမိဥနိမံရောရှိခိုးကြောပါ၏အရှင်ဘုရားနမဂရနုဘဝေနရှိခိုးကြောရသောပဏာမကုသိုလ်ကံစေတနာတို့ကြောင့်တဗ္ဗေအလုံးစုံကုန်သောဥပဒဝေဥပဒေဝတရားတို့ကိုဟိတ်တော်ပဲဖြောက်၍အနေကအန္တရာယာပြီးများပြားလာသောအန္တရာယ်ပေါင်းတို့သည်လည်းအသေသာတော်ကျွင်းကြံတစီမရှိသောအပြင်ဝိနာတံတို့ကင်းစင်လွင့်ပြောက်ပါစေတည်းအောင်တံဗုဒ္ဓေဂါထာပါဠိအနတ်များကိုရွတ်ပတ်ပူဇော်ပါမယ်
တံဗုဒ္ဓေအထအဝိတံစမမကိစ္စတိပုရတောပိစဗုဒ္ဓမဟာတေဇာမမတိတေနိတေတေတိဒိဗ္ဗတိတံမာရခန္တုဟောတုမေဇယမင်္ဂလကံတဗ္ဗေပိမေဇနမာမိခုနေအာပတ္တိတံဗုဒ္ဓေအရိယာနိသတဗ္ဗေတံတာဝကာနိသတပ္ပသောအထဝီတောနကျိတ်ရှိစုကုန်သောတံဗုဒ္ဓေသလေးသစ္စာမှန်ရွှေဉာဏ်တခင်မြတ်စွာဘုရားရှင်တို့သည်မမဘုရားတပည့်တော်ဤဥရတော်ရှေ့၌ကိစ္စတိကြွရောက်ရွှင်ပြုံးသတင်းသုံးတော်မူပါစေတည်းမဟာတေဇောကြီးကျယ်မြင့်မြတ်သောတကုရှိတော်မူကြပါပေကုန်သောပိစဗုဒ္ဓတံဂုံပမာယငါစုသောဘုရားရှင်ကိုရောမြတ်ကြီးတို့သည်မမဘုရားတပည့်တော်ဤတိတေအမြတ်ထိတ်တင်ဥကောင်းပြင်၌နိတေတေတိမြတ်ကြီးရွှင်ပြုံးသတင်းသုံးတော်မူပါစေတည်းဒိဗ္ဗတိတံဒိဗ္ဗတိတာနိရောင်ကြီး၆သွယ်ရှင်ဘုရားရှင်ကိုရောမြတ်ကြီးတို့သည်မံဘုရားတပည့်တော်ကိုရခန္တုဘေးရန်ကင်းပြောင်းစောင့်ရှောက်တော်မူကြပါစေကုန်သတည်းအာပတ္တိကုဏေကုံတော်ထင်ရှားမြင့်မပြည့်စုံခြင်းသို့ရောက်တော်မူပြီးကုန်သောတဗ္ဗေပိအလုံးစုံလီဖြစ်ကုန်သောဣမေတံဗုဒ္ဓေသထိုဂုံများရှင်ဘုရားရှင်ကိုရောမြတ်ကြီးတို့ကို၎င်းတဗ္ဗေတောအလုံးစုံကုန်သောအရိယာနိသအရိယာပုဂ္ဂိုလ်တို့အား၎င်းတပ္ပသောအလုံးစုံကုန်သောတာဝကနိသအဂတဝကအပေါင်းတို့ကို၎င်းနမတာမိဥနေမှန်လျောခရော့ပါ၏ဣတိနာသစ္စာဝဇေနဤမှန်ကန်သောသစ္စာစကားကြောင့်မေမမတပိတော်အားအကမြတ်သောဇေယမင်္ဂလာအောင်မြင်ခြင်းကောင်းကျိုးမင်္ဂလာဖြာဖြာသည်ဟောတုစင်စစ်မသွေးပြည့်စုံပါစေတည်းဣတိနာသစ္စာဝဇေနဤသို့ဟုတ်မှန်စွာရွတ်ဆိုရသောဝစီသစ္စာစကားကြောင့်ဧတုံမကံတံဗုဒ္ဓေတရားတော်များကိုနာယူကြကုန်သောသင်900သားသမီးပေါင်းတိုင်ကဒါယိကမအပေါင်းတို့အားအကံမြတ်ဆုံးဖြစ်သောဇယမင်္ဂလံအောင်မြင်ခြင်းကောင်းကျိုးမင်္ဂလာဖြာဖြာသည်ဟောတုကိုစီကိုငါမုတ်ချမသွေပြည့်စုံပါစေတည်းသာဓုသာဓုသာဓု